ကျွန်တော်တို့ဒီအရတော်ကတော့ပေါ့နော်ဒီအာနာသိမ့်ပြီးဖေဖော်ဝါရီတရက်နေ့အာနာသိမ့်ပြီးတော့ဒီဖေဖော်ဝါရီလဟို10 ရက်နေ့မှာပေါ့နော်ဒီ10 ရက်နေ့မှာကျွန်တော်အရတော်မြို့ပေါ်ကနေပြီးတော့ကျောင်းသားဟောင်းတွေဥဆောင်ပြီးတော့ဒါမြို့ပေါ်မှာတပိတ်စစ်ကြောင်းတွေစခဲ့တယ်အဲ့ဒီကနေမှတဆင့်ပေါ့နော်အဲ့ဒီကနေမှတဆင့်ဒါအာနာသိမ့်ပြီးကြာလာ4 လပိုင်းလောက်မှာဒီခြေလက်တွေမှာပေါ့နော်ခြေလက်တပိတ်စစ်ကြောင်းတွေစခဲ့တယ်အဲ့ဒီကနေပြီးတော့ဒီကြီးတဲ့တပိတ်စစ်ကြောင်းနေအရင်ကတော့ပေါ့နော်ကျွန်တော်တို့ကြေးရွာပေါင်းစုံနေကြေးရွာတရွာနဲ့တရွာလို့လှဲ့သူလို့အရင်ကအလှူတန်းနေလှဲ့သူလိုမျိုးစုပေါင်းလှုပ်ရှားရရှိရတယ်ဒါပေမဲ့ဒီနောက်ပိုင်းမှာတော့အခြားအခက်အခဲတွေရောကြောင့်ဒါတရွာချင်းလှုပ်ဖြစ်တဲ့တပိတ်စစ်ကြောင်းတွေကတော့အခုချိန်ထိဒါရှိနေသေးပါပဲဟုတ်ဒီစစ်ကောင်စီကတော့ရုပ်ကဝင်နဲ့ပတ်သက်ပြီးတော်တော်လေးပြင်ဆင်လှုပ်ရှားနေရတယ်ရှိတယ်ပေါ့နော်ဒီမျိုးပြမှာဆိုတော့မျိုးပြမှာဆိုရင်တော့ဒါအဓိကသူမဲဆွယ်စီယုံရေးတွေဒါသူတို့နဲ့ပတ်သက်တဲ့အကြောင်းအရာတွေဟောပြောစီယုံလုံးဆိုတာတွေတော့လုပ်တယ်ဒီကြေးလက်ဒီဘက်မှာတော့ဒါအဲ့လိုမျိုးလာရောက်စီယုံလုံးဆိုတာတွေလုပ်လို့မရတော့ဒီစစ်ကြောင်းထိုးပြီးတော့နေမြေအရာပေါ့နော်အရင်ကသူတို့မျိုးပေါ်မှာတစ်စကန်ရှိပေမဲ့အခုနောက်ပိုင်းမှာဒီကြေးလက်ဒီဘက်တွေထိစစ်ကြောင်းထိုးတာတွေတစ်စကန်ချဲ့ထွင်တာတွေလုပ်လာတော့ရှိတယ်ဒီရက်ပိုင်းတွေမှာပေါ့လေဟုတ်ကျွန်တော်တို့ကတော့ဒီအညာဒေတာလည်းဖြစ်တယ်ဒီရန်သူ area ရန်သူထိန်းချုပ်မှုအောက်မှာကောင်းကောင်းမရှိတဲ့အနေအထားတွေဖြစ်တော့ဒီဘက်မှာတော့ရုပ်ောက်ပွဲဘာညာလုပ်လို့မရဘူးပေါ့နော်ငါတို့ကတော့ဘာရုပ်ောက်ပွဲမှာမပေးနိုင်ဘူးရုပ်ောက်ပွဲကလည်းငါတို့နဲ့မဆိုင်ဘူးအဲ့လိုမျိုးတွေကျွန်တော်တို့ဒီအညာပြည်သူတို့ကတော့ပြောတဲ့စကားအသံတွေရောကြားရတယ်ဒါပေမဲ့ဟိုမြို့ပေါ်ကပြည်သူတွေရဲ့စကားအသံတချို့တလေကတော့ငါတို့ကမဖြစ်မနေပေးရမှာအဲ့တော့မပေးရအောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့အကြံပြုတောင်းခံတာတွေအဲ့လိုမျိုးတွေတချို့အသံတွေရောကျွန်တော်တို့ကြားရတယ်ဒါပေမဲ့အဓိကတော့ကျွန်တော်တို့ကတော့ဒီအညာပြည်သူလူထုပေါ့နော်အခုဒီရန်သူအုပ်ချုပ်မှုမှာမရှိတဲ့ဒီဘက်ကပြည်သူတွေနဲ့နေရတာများတော့သူတို့ရဲ့ပြောစကားကတော့ဟိုဒီဘက်ဒီမှာလာလို့မရဘူးပေါ့နော်လှုပ်လဲငါတို့ကတော့မပေးနိုင်ဘူးပါညာအဲ့လိုမျိုးပြောတဲ့စကားအသံတွေတော့ကျွန်တော်တို့ကြားရပါတယ်ကျွန်တော်တို့ကတော့အခုဒီရုပ်ောက်ပွဲဆက်ညီနဲ့ပတ်သက်ပြီးတော့ဗောနော်အဲဒီအတူရောက်ရုပ်ောက်ပွဲဖြစ်ကြောင်းလိုက်လေဟောပြောစည်းရုံးတာတွေလုပ်တယ်ပြီးလို့ရှိရင်ဒါအများခရီးသွားပြည်သူတွေဗောနော်မြို့ပေါ်ကပြည်သူတွေအတွက်ကျွန်တော်လမ်းတွေမှာဒါဘေဘုတ်ထောင်ခြင်းတွေလုပ်တယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒါဆက်လက်ပြီးတော့လည်းလှုပ်ဆောင်မှုတွေရောရှိတယ်ဗောနော်အဓိကအခုဒီလောမှာလှုပ်ဆောင်နေရဒီရုပ်ောက်ပွဲကိုဆက်ညီကြောင်းဆန္ဒပြပွဲတွေပြီးရင်ဘေဘုတ်ထောင်တာတွေကိုကျွန်တော်လက်တလုံးမှာအထူးတလည်းလှုပ်ဖြစ်နေတဲ့အရာတွေဖြစ်တယ်ဗျဟုတ်ကျွန်တော်တို့ပေါ့နော်ဒီအကျိုးသက်ရောက်မှုကတော့ကျွန်တော်တို့အနေနဲ့အများကြီးတော့ဒါမှန်းလို့မရဘူးပေါ့နော်ဒါပေမဲ့လည်းပြည်သူဒီဒါအချို့သောပြည်သူတွေဒီရုပ်ောက်ပွဲနဲ့ပတ်သက်ပြီးတော့ကောင်းကောင်းသိရှိမသိရှိနားမလည်ရတော့တော်တော်လေးတွေ့ရတယ်အဲ့တော့ကျွန်တော်တို့အနေနဲ့ဒါပိုပြီးသိရှိနားလည်လာအောင်ဒီရုပ်ောက်ပွဲကလုံးဝအတူရောက်ဖြစ်ကြအောင်သူတို့ရဲ့နိုင်ငံရေးထွက်ပေါက်တည်းရဖြစ်ကြအောင်အဲ့လိုမျိုးဟိုနားလဲသိရှိလာအောင်လို့လိုက်လဲစီယုံဟောပြောနိုင်တာပဲကျွန်တော်တို့လုပ်နိုင်တယ်ကျွန်တော်တို့ရဲ့ဒီအခုလုပ်နေတဲ့လုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီးတော့သူတို့အတွက်တော့အကျိုးသက်ရောက်မှုကြီးကြီးမားမားရှိကောင်းရှိချင်မှရှိလိမ့်မယ်ပေါ့နော်ဒါပေမဲ့လည်းပြည်သူတွေကတော့ဒါတေချာပေါက်တည်သွားလိမ့်မယ်ပေါ့နော်ဒါဒီဒါအတူရောက်ရုပ်ောက်ပွဲလုံးဝအတူရောက်ရုပ်ောက်ပွဲဖြစ်တယ်ဒါအစစ်မှန်တဲ့ရုပ်ောက်ပွဲမဟုတ်ဘူးဆိုတော့ပြည်သူတွေလုံးဝလက်ခံပြီးတော့ဒါကိုယုံကြည်လာလိမ့်မယ်လို့ကျွန်တော်တို့ကမျှော်လင့်ပြီးတော့လှုပ်ဆောင်နေတာဖြစ်ပါတယ်ကျွန်တော်တို့ကတော့ရှင်းပါတယ်ဒါသူတို့အနေနဲ့ကတော့နိုင်ငံရေးထွက်ပေါက်ပေါ့ဗျာနော်ဒါဒီတိုင်းဆက်ပြီးတော့ဒါစေအုပ်ချုပ်ရေးနဲ့သွားနေမယ်ဆိုရင်သူတို့အနေနဲ့ဒါအခြားသောနိုင်ငံတွေဖိအားတွေအများကြီးသူတို့ရှိလာမယ်အဲ့တော့သူတို့နိုင်ငံရေးနည်းလမ်းနဲ့ဒါထွက်ပေါက်ရှာပြီးတော့ရုပ်ောက်ပွဲကိုဒါလှုပ်ဖို့ရသူတို့စူးစမ်းနေခြင်းဖြစ်တယ်လို့တော့ကျွန်တော်တို့ကမြင်နေဗျာပြီးတော့ကိစ္စကလည်းသူတို့လှုပ်လာတဲ့အာဏာသိမ်းပြီးလို့ရှိရင်ရုပ်ောက်ပွဲလှုပ်တယ်ပြီးရင်သူတို့ကဒီနည်းနဲ့ဟိုထွက်ပေါက်ရှာတယ်ပေါ့ဗျာအခုလည်းအဲ့လိုပဲဒါအာဏာသိမ်းပြီးတော့ဒါ9 နှစ်အကြာပေါ့နော်9 နှစ်ကြာမှာအရင်ကလှုပ်ခဲ့တာဒီဒါမဲလိမ့်နေပါညာဆိုတဲ့အကြောင်းပြချက်တွေနဲ့အာဏာသိမ်းတယ်ပြီးတော့အခုဒါသူတို့ရဲ့ထွက်ပေါက်အနေနဲ့ဒါရုပ်ောက်ပွဲကိုရအောင်သူတို့လုပ်ဖို့ရတော့ကြံစည်နေရလို့ကျွန်တော်တို့မြင်ပါတယ်ဒါသူတို့ကလည်းအရန်ပဲပေါ့နော်ဒီရုပ်ောက်ပွဲနဲ့ပတ်သက်ပြီးတော့ဒါသူကလည်းဒီဇိုင်းမတ်နဲ့တော်တော်လေးကိုကြိုးစားအထောက်နေရအောင်ကျွန်တော်တို့တွေ့ရတယ်အဲ့လိုပဲကျွန်တော်တို့ဘက်ကလည်းတံပြန်ဒါဘယ်လိုပြန်ပြီးတော့ရုပ်ောက်ပွဲကိုစန့်ကျင်ကြောင်းတွေဒါမဲမပေးရေးတွေကျွန်တော်တို့စီးယုံနေပါစေသူတို့အနေနဲ့ကတော့ဒါဖြစ်အောင်တော့လုပ်မှာပေါ့နော်ဒါပေမဲ့လည်းသူတို့အနေနဲ့လုံးလုံးရာကြီးပေါ့နော်သူတို့မျှော်မှန်းတဲ့တရားခိုင်နှုန်းကြီးပြေးသွားတာသူတို့လုံးနိုင်လိမ့်မယ်လို့ကျွန်တော်တို့မထင်ဘူးဒါပေမဲ့လည်းသူတို့ရဲ့စုံမိုးနယ်မြေအချို့လည်းရှိတော့သူတို့ရဲ့စုံမိုးနယ်မြေတချို့မှာတော့သူတို့ဒါသူတို့မှန်းထားတဲ့တရားခိုင်နှုန်းမှန်းထားရင်30 ရာခိုင်နှုန်းလောက်တော့လုံးနိုင်လိမ့်မယ်လို့ကျွန်တော်တို့ထင်တယ်ဒါပေမဲ့သူတို့အပြေးအဝလုပ်လို့တော့ရမှာတော့မဟုတ်ဘူးဘယ်လောက်ပဲဒါစစ်ကြောင်းတွေထိုးပါသေးနယ်မြေစုံမိုးမှုတွေသူတို့ပြန်လဲပဲယူပါသေးပေါ့နော်ဒါပြည်သူကဟိုသူတို့ရဲ့ရွေးကောက်ပွဲကိုဒါတူအောင်ဖြစ်ကြောင်းနဲ့တည်တယ်အဲ့တော့ပြည်သူကလည်းရအောင်ရှောင်ထွက်လိုက်မယ်အဲ့တော့သူတို့မျှော်မှန်းထားတဲ့ရာခိုင်နှုန်းပြည့်တော့လုံနိုင်လိမ့်မယ်လို့တော့ကျွန်တော်မထင်ပါဘူးဟုတ်
ဒါတော့မျိုးပြပြည်သူတွေကတော့ဒါကိုယ့်ရဲ့စာဝတ်နေရေးကိုယ့်ရဲ့အသက်မွေးဝမ်းကြောင်းအတွက်မဖြစ်မနေပေါ့နော်ဒါမျိုးပြမှာနေထိုင်တဲ့သူတွေကတော့ဒါမဖြစ်မနေမဲပေးရမယ့်သူတွေရှိတယ်ပေါ့နော်ဒါပေမဲ့လည်းဒါအတူရောင်ရွေးကောက်ပွဲဖြစ်တယ်ပြီးရင်ကျွန်တော်တို့နဲ့အတူပေါ့နော်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးသူတို့ကြုံတွေ့ရတဲ့ဒါအတင်းဓမ္မအတင်းအဓမ္မပေါ့နော်သူတို့ပေးခိုင်းလို့ပေးရတဲ့အကြောင်းတွေကိုကျွန်တော်တို့နဲ့အတူအတန်ပြန်ထုတ်ဖော်ပေးမယ်ဆိုလို့ရှိရင်တော့ပိုကောင်းနေပေါ့နော်ဒါပေမဲ့အတက်နိုင်ဆုံးတော့ရှောင်ထွက်ဖို့ရပေါ့နော်ဒါပေမဲ့လည်းစစ်ကောင်စီကအဲ့လိုလက်ခံမှာမဟုတ်ဘူးသူတို့ရအောင်မဲပေးဖို့ရလုပ်လိုက်မယ်ပေါ့နော်သူတို့အနူနည်းနဲ့ရအောင်မဲဆွယ်စီယုံရင်စီယုံလိုက်မယ်ဒါပေမဲ့မရခဲ့ရင်အကြမ်းဖက်နီလန်နဲ့ရအောင်မဲပေးခိုင်းလိုက်မယ်အဲ့လိုပေးခဲ့ရသည်ရှိတော့လေကျွန်တော်တို့ဒါတွေကသူတို့ရဲ့စိတ်ကလာတဲ့မဲတွေမဟုတ်ဘူးပေါ့နော်စိတ်ဆန္ဒနဲ့ပေးရတဲ့မဲတွေမဟုတ်ဘဲနဲ့ဒါအကြမ်းဖက်စစ်တပ်ကအတင်းအဓမ္မပေးရလို့ပေးရတဲ့သဘောမျိုးနဲ့ကျွန်တော်တို့ပြန်ပြီးတော့အဲ့ဒီစကားအတန်တွေအဲ့ဒီဆန္ဒအဲ့လိုမျိုးအကြောင်းအရာတွေကျွန်တော်တို့ပြန်ပြောပြီးတော့ဒါမီဒီယာတွေကနေပြန်ပြီးတော့ကဘာတိအောင်ပြန်ချပြမယ်ဆိုလို့ရှိရင်တော့ဒါသူတို့ကအတင်းကျပ်လုပ်တယ်ဆိုတာကိုပို့ပြီးတော့ပေါ်လင်လာစေမယ်ပေါ့နော်အဲ့လိုမျိုးကျွန်တော်တို့ပူပေါင်းပါဝင်ပြီးတော့အဖြစ်ပေးကြဖို့ကျွန်တော်ကတော့ဒါမျိုးဘဝပြည်သူတွေအတင်းအဓမ္မမဲပေးခဲ့ရသည်ရှိတော့အဲ့လိုပြန်ပူပေါင်းပါဝင်ပေးကြဖို့ကျွန်တော်တို့တိုက်တွန်းချင်ပါတယ်ကျွန်တော်အမြင်ပေါ့နော်ကျွန်တော်ဒီဘက်ပိုင်းမှာဆိုဒါတတိုင်းငလုံးလည်းတည်တယ်ပေါ့နော်တတိုင်းငလုံးတိုင်းတာအနေနဲ့ဒါနိုင်ချင်းတွေအများကြီးပဲလွတ်လိုက်တယ်ကျွန်တော်တို့ထင်တာဒီဒါသူတို့မျိုးပြမှာပြန်ပြီးတော့ဒီလူတွေကိုသူတို့မလွတ်ခင်မှာတခုခုတော့သူတို့စိတ်ထဲမှာ message ပေးလိုက်မယ်ပေါ့နော်ဒါသူတို့မဲပေးဖို့တော့၎င်းငြိမ်းချမ်းရေးဆွေးနွေးပွဲမှာပေါ့နော်အဲ့လိုနီးလန်းနဲ့တော့၎င်းဒါ message ပေးလိုက်မယ်လို့ထင်တယ်ပြီးတော့သူတို့အခြားဒီကျွန်တော်တို့ဒီ တော်လိုင်းနယ်မြေဘက်တွေမရောက်ခင်မှာအမျိုးထဲမှာရှိနေတဲ့ကာလအတွင်းမှာဒီယောဂပွဲကိုသူတို့ရအောင်လုပ်လိုက်မယ်။နောက်လုပ်ပြီးလို့ရှိရင်သူတို့အဲ့ဒီလူတွေကိုမဲပေးခိုင်းတာတော့၎င်းပေါ့နော်။အဲ့ဒီအားမှမဲမပေးရင်ပြန်ပြီးတော့ဖမ်းမယ်ပါညာပေါ့ဗျာ။အဲ့လိုမျိုးတွေ PR တွေနဲ့လွတ်လိုက်တယ်လို့ထင်တယ်ပေါ့နော်။ဒီတိုင်းတာမန်သဘောကောင်းတဲ့ပုံစံမျိုးတော့မဟုတ်ဘူး။ဒီကောင်တွေဒီလောက်သဘောမကောင်းဘူးဗျာ။အဲ့တော့ဒါသူတို့အတွက်အကျိုးမြတ်ရှိဖို့ရအတွက်ပဲဒါလွတ်လိုက်တာလို့တော့ကျွန်တော်တို့ကမြင်တယ်ဒါကောင်းတဲ့ဘက်ကတော့မဟုတ်ဘူးကိုလူတွေလွတ်လာတာတော့ဒါဝမ်းသာပါတယ်ဒါပေမဲ့လည်းဒါရန်သူဒီလုံးဝကောင်းနဲ့လွှဲတာမျိုးမဟုတ်ဘဲနဲ့သူတို့လိုချင်တဲ့အကျိုးမြတ်တစ်ခုတည်းလွတ်လိုက်တာလို့ပဲကျွန်တော်တို့ကမြင်ပါတယ်ဟုတ်ဒါကတော့ရန်သူကပေါ့နော်သူတို့ရဲ့ဒါသူတို့ကတော့ဒါသူတို့ရဲ့အသက်ပေါ့ဗျာเนาะဒီထွက်ပေါက်ပေါ့လုံးဝထွက်ပေါက်ဖြစ်တယ်သူတို့ဒီနီလန်းထဲမှာမထွက်လို့ရှိရင်သူတို့နိုင်ငံတကာ PR တွေဟိုရေးအကောင်းလာတဲ့အချိန်မှာသူတို့အတွက်ဒါဖြစ်လာမဲ့စိုးကျိုးတွေအတွက်သူတို့ကကြိုမြင်တော့ကြတော့ဒါဟိုတိကျစာတိုင်းမမှန်နဲ့သူတို့လုပ်တယ်ပေါ့နော်အဲ့အတွက်ကြောင့်လည်းဒါသူတို့ရွေးကောက်ပွဲကိုဖျက်မဲ့သူတွေဒါပြင်မှာမဟုတ် online မှာတခုသူတို့ရဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့စတင်လှုပ်ရှားလို့ရှိရင်လည်းဒါဖန်ဆီးရတယ်လုပ်တယ်အဲ့တော့ကျွန်တော်ထင်တာဒီသူတို့ဒီရွေးကောက်ပွဲကိုလုံးဝအတင်းအဆောက်မခံဘဲနဲ့ပေါ့နော်ဒါအရင်ကတည်းကသူတို့អော်နေတာပေါ့နော်ရွေးကောက်ပွဲလုပ်မယ်ဒါဒီနေ့ရောက်မှဒါသူတို့လုံနိုင်မဲ့အခင်းချင်းကိုတွေ့ရတာပေါ့နော်အဲ့တော့သူတို့ဒီဒီဇိုင်းသူတို့ဒီပိုင်းတစ်စလုံနိုင်မဲ့အချိန်မှာသူတို့ကိုလာနှောက်ရက်တဲ့ဘယ်သူ့ကိုမဆိုသူတို့ဖမ်းပါပဲအဲ့တော့ဒါသူတို့အတွက်အနှောက်ရက်ဖြစ်စေတယ်ပေါ့နော်တခုလုံးဝနှောက်ရက်မခံဘဲနဲ့သူတို့ရဲ့ထွက်လန်းကိုတခုနှောက်ရက်တာနဲ့သူတို့ကတော့ဖမ်းပါပေါ့နော်အဲ့လိုမျိုးတော့ကျွန်တော်တို့မြင်ပါတယ်ဟုတ်ကျွန်တော်တို့ခုလက်ရှိကျွန်တော်တို့မြင်တာတော့ဒါဥက္ကိုကြီးလိုပေါ့နော်ပြီးလို့ရှိရင်ဟိုပြီးသုံးလုံးပေါ့နော်ပါတီရှိမယ်သူတို့နဲ့ပတ်သက်ပြီးတော့သူတို့ဒီလေဒါစစ်ကောင်စီနဲ့ပေါင်းပြီးတော့ပေါ့နော်စစ်ကောင်စီနဲ့ပေါင်းပြီးသူတို့ရဲ့အကျိုးမြတ်တွေအတွက်ပဲဒါလုံးမဲ့ပါတီလို့မြင်တယ်ဒီပြည်သူတွေကိုမျက်နှာမူပြီးတော့ပြည်သူတွေအတွက်ပေါ့နော်စစ်မှန်တဲ့ဒီမိုကရေစီလမ်းကြောင်းပေါ်ကျွန်တော်တို့တင်နိုင်နိုင်မယ်လို့မထင်ဘူး။ဘာကြောင့်လဲဆိုတော့တစ်ဖက်ကအာဏာရှင်စစ်တပ်ကလုံးဝဖယ်ပေးမှာမဟုတ်ဘူးပြီးလို့ရှိရင်သူတို့အနေနဲ့ဒါအာဏာရသွားခဲ့ရင်လည်းရန်သူအခုစစ်တပ်တွေသူတို့လုံးဝလုံးစုံအာဏာလွှဲပေးမယ်လို့ကျွန်တော်မထင်ဘူးအဲ့တော့ဗာပြောချင်လဲဆိုတော့ကျွန်တော်တို့ဗျာဒီစစ်မှန်တဲ့ယောဂပွဲတစ်ခုမဟုတ်ဘူးအဲ့တော့ကျွန်တော်တို့ဒီယောဂပွဲပြီးသွားရင်လည်းကျွန်တော်တို့တိုင်းပြည်ပြည်လွတ်တော်တွေပေါ့နော်ဒီ2008ခြေဦးကိုပြုပြင်နိုင်မဲ့အပြောင်းလဲတွေကျွန်တော်တို့မလုပ်နိုင်မဲနဲ့တော့ကျွန်တော်စစ်မှန်တဲ့ဒီမိုကရေစီရမှာမဟုတ်ဘူးအဲ့တော့ဒါလူရောင်ယောဂပွဲပဲဖြစ်တယ်စစ်မှန်တဲ့ယောဂပွဲဘယ်လိုမှမဖြစ်နိုင်ဘူးလို့ပဲပြောပြီးတော့သုံးသပ်ချင်ပါတယ်သူတို့ပေါ်မှာလည်းဟုတ်ကျွန်တော်တို့ NUG ဘက်ကအခင်းအကျင်းနိုင်ငံရဲ့အခင်းအကျင်းကတော့ဒါသူတို့အနေနဲ့ပေါ့နော်ဒီအခြားသောနိုင်ငံတွေနဲ့မဟာမိတ်ဆက်ဆံရေးကိုကောင်းကောင်းလိုက်တီးဆောက်နေတဲ့အခင်းအကျင်းတွေရောတွေ့ရတယ်ပေါ့နော်ဒါကျွန်တော်တို့တချို့တော့NUG ဝန်ကြီးတွေလည်းဒါတစ်ခါလေတွေ့တဲ့အခါမှာတော့ပြောတယ်ပေါ့နော်ဒါနိုင်ငံရေးအခင်းအကျင်းကဒီကျွန်တော်တို့ဒီတပိတ်အဖွဲ့နဲ့ဆိုလဲဒါစုဖွဲ့မှုပလက်ဖောင်းတွေတခုတီးဆောက်မယ်ပေါ့နော်တီးဆောက်ပြီးတော့စုပေါင်းလှုပ်ဆောင်မှုတွေလုပ်လိုက်တွင်းပြီးလှုပ်ဆောင်မယ်လို့လည်းပြောတယ်ပြီးလို့ရှိရင်ဒီနိုင်ငံတကာရတန်တမန်ရေးရာအရာပေါ့နော်တန်တမန်ရေးရာအရာလည်းအများကြီးဆက်သွယ်လုပ်ပြီးတော့ဒါနိုင်ငံရေးအရာရှေ့ရောက်ဖို့လှုပ်ဆောင်နေရတယ်ရှိတယ်လို့တော့သိရတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့လည်းအတွင်းကျတော့မသိပါဘူးကျွန်တော်တို့သိသလောက်ပေါ့နော်
ဒါကျွန်တော်တော်လိုင်းရေးအင်အားစုတွေအတွက်ထွက်ပေါက်ကတော့ဒါလူလူနဲ့ဒီလက်နက်ကိုင်လမ်းစဉ်တွေကိုပေါင်းပြီးတော့ဗောနော်နိုင်အောင်တိုက်ဖို့တခုပဲရှိတယ်လို့ကျွန်တော်ကတော့မြင်တယ်ဗောနော်ဒီအချိန်9နှစ်တာကာလအတွင်းမှာကျွန်တော်တို့ပြည်သူလူထုတွေအများကြီးပေးဆက်ခဲ့ရတယ်ဒီအချိန်မှာကျွန်တော်တို့ငြိမ်းချမ်းရေးလမ်းစဉ်တွေဘာတွေလုပ်မယ်ဆိုရင်လည်းဒါစစ်မှန်တဲ့ပြောင်းလဲမှုတွေဒါဖြစ်လာမှာမဟုတ်ဘူးပေးဆက်ခဲ့ရတယ်ဒီအလဟတ်ဖြစ်သွားလိမ့်မယ်အဲ့တော့ကျွန်တော်တို့အတွက်ဒါတော်လိုင်းရေးအောင်ဖို့ရဗောနော်ကျွန်တော်တို့ရဲ့ထွက်ပေါက်ကတော့ဒါလူထုကိုလည်းတစ်ဖက်ကဆွဲခေါ်လာပြီးတော့လူနဲ့အတူတူတသားတည်းဖြစ်ပြီးတော့ဒီလက်နက်ကိုင်လမ်းစဉ်နဲ့ပေါင်းဆက်ပြီးတော့တိုက်မှသာလေကျွန်တော်တို့ထွက်ပေါက်ရမယ်ကျွန်တော်တို့လမ်းစာတစ်ခုပြန်ရလိမ့်မယ်လို့ကျွန်တော်တို့ထင်တယ်အဲ့လိုမှမဟုတ်ပဲဟိုကွဲပြီးတော့စူပေါင်းမှုတွေမရှိဘူးကွဲနေမယ်လူကိုလည်းဒါလူလှုပ်ရှားမှုတွေကျွန်တော်ကလူလှုပ်ရှားမှုတွေလည်းမလိုတော့ဘူးဒီလက်နက်ကိုင်လမ်းစဉ်တစ်ခုတည်းပဲဆွဲကန်ပြီးတော့အတိုင်းဆက်သွားနေမယ်ဆိုပြိပခါတွေကြားမှာပဲလုံးလည်ပြီးကျွန်တော်တို့ထွက်ပေါက်မတွေ့ပဲဖြစ်နေလိမ့်မယ်အဲ့တော့ကျွန်တော်တို့ရဲ့ထွက်ပေါက်ကတော့တေးကြတယ်ဒါစီလုံးလုံးနဲ့ဒီလူနဲ့တသားရဲ့တိုက်ဖို့ရသေးတာကျွန်တော်တို့ရဲ့ထွက်ပေါက်ဖြစ်တယ်လို့ကျွန်တော်ကတော့ထင်ပါတယ်ဟုတ်ကျွန်တော်တို့အခင်းကျင်းတစ်ခုအသစ်ပေါ့နော်အသစ်တစ်ခုဖြစ်မယ်ဆိုလို့ရှိရင်တော့ဒါစုပေါင်းမှုပေါ့နော်အဓိကတော့ဒါစုပေါင်းမှုဆိုတာတဲ့စုပေါင်းမှုမှာကျွန်တော်တို့ဒီနိုင်ငံရေးရလဲဒါလူထုပါတဲ့အခင်းကျင်းတစ်ခုပေါ့ဗျာဒီစစ်ဘက်ဆိုင်ရာမှာဆိုလို့ရှိရင်လည်းအားလုံးစုဖွဲ့နေတဲ့စုဖွဲ့မှုတစ်ခုပေါ့ဗျာအဲ့လိုမျိုးစုဖွဲ့မှုတစ်ခုအဲ့လိုမျိုးအခင်းချင်းအသစ်တစ်ခုကိုတီဆောင်းဖို့ရအတွက်တော့လိုအပ်နေတယ်ပေါ့နော်ဒီ NUG ဆိုလဲဒါ NUG ရဲ့အပြောင်းလဲအသစ်တွေလှုပ်ဆောင်ဖို့လိုမယ်သူတို့အနေနဲ့လည်းတစ်ဖက်မှာဒါပလက်ဖောင်းတစ်ခုပေါ့နော်လူထုနဲ့တသားတည်းဖြစ်မဲ့ပလက်ဖောင်းတစ်ခုကိုသူတို့တီဆောက်တင်တယ်ပြီးလို့ရှိရင်တစ်ဖက်မှာလည်းဒီစစ်ရေးရဆိုရင်လည်းစစ်ဌာနတွေအားလုံးစုပေါင်းပြီးတော့ပေါ့နော်ဒီခရိုင်ဆိုလဲခရိုင်လိုက်တွေတိုင်းဆိုလဲတိုင်းလိုက်တွေတေချာစုဖွဲ့ပြီးတော့အခင်းချင်းအသစ်တွေအဲ့လိုပလက်ဖောင်းအသစ်တွေတော့ရှိဖို့လိုမယ်လို့ကျွန်တော်ကတော့ထင်တယ်အဲ့ပလက်ဖောင်းဒီဒါစစ်ဘက်ဆိုင်ရာတွေရောဒီလူထုတိုက်ပွဲရဲဘော်တွေရောပေါ့နော်အဲ့လိုပူပေါင်းပါဝင်ပြီးတော့တယောက်နဲ့တယောက်ထင်းချောင်းနဲ့platform မျိုးတွေပေါ်ပေါက်လာဖို့တော့တင့်ပြီအဲ့လို platform ပေါ်ပေါက်လာမှသာတယောက်နဲ့တယောက်ထိန်းချောင်းပြီးတော့စုပေါင်းမှုနဲ့ဆက်တိုက်ရမှာပေါ့နော်ဟုတ်ကဲ့အဲ့လိုတော့မြင်တယ်ဟုတ်ကျွန်တော်တို့အခုလက်ရှိတော့ကျွန်တော်တို့ဒါမြို့နယ်၄-၅မြို့နယ်လောက်မှာကျွန်တော်တို့ထောင်ပြီးသွားပြီထောင်ပြီးသွားပြီဆိုတာထောင်လဲထောင်နေကြရပေါ့နော်အတိုင်းတာအဖြစ်တော့ကျွန်တော်တို့ဒီစကိုင်းတိုင်းရဲ့မြို့နယ်14မြို့နယ်ပေါ့နော်14မြို့နယ်မှာကျွန်တော်တို့လဲအားထားတယ်အဲ့ဒီမြို့နယ်တွေမှာအကုန်လုံးကိုကျွန်တော်လိုက်ထောင်ဖြစ်မယ်လို့တော့မျှော်လင့်ထားတယ်လိုက်လဲထောင်နေကြတယ်ပေါ့ဗျာနော်ဟုတ်ဒါရွေးကောက်ပွဲအလွန်ကတော့ဒါသူတို့အနေနဲ့ပေါ့နော်ဒါရသားဆိုရတခုသူတို့ပြန်ပေါ်လာပြီးတော့ဒါငញ្ញရေးဆွေးနွေးတာတွေဒီတိုင်းနာလက်နက်ကိုင်အဖွဲ့အစည်းတွေပေါ့နော်အခြားသောကြီးအရာတွေနဲ့ဒါငញ្ញရေးဆွေးနွေးတာတွေလုပ်ပြီးတော့ကျွန်တော်တို့ဒီအညာမှာရှိတဲ့ကာဝေးတပ်ဖွဲ့တွေနဲ့လည်းငញ្ញရေးဆွေးနွေးပြီးတော့ဒါစကားဝိုင်းမှာဖြေရှာဖို့ပါညာတွေတော့ကမ်းလှမ်းလာလိမ့်မယ်လို့ကျွန်တော်တို့ထင်တယ်ပေါ့နော်ဒါပေမဲ့လည်းအဲ့လိုမဟုတ်ဘဲနဲ့အခြားသောအကြမ်းဖက်မှုတွေပို့လောက်လာနိုင်မလားဆိုတော့ကျွန်တော်တို့လည်းမပြောတတ်သေးဘူးကျွန်တော်တို့ထင်တာတော့အဲ့လိုထင်တယ်ဒါပေမဲ့လည်းနိုင်ငံတကာကလည်းဒါကိုဒါအတိမပြုဘူးပေါ့နော်ဒီရွေးကောက်ပွဲကိုဒါစစ်မှန်တဲ့ရွေးကောက်ပွဲမဟုတ်ဘူးဆိုတာကိုလည်းနိုင်ငံတကာကလည်းပြောတယ်ပေါ့နော်အဲ့တော့သူတို့အနေနဲ့ဒါရွေးကောက်ပွဲပြီးသွားပြီမဲ့အရသာဆိုရအလုံးလျားလျားပေါ့နော်ကောင်းကောင်းကန်းပေါ်လာနိုင်ဖို့ရတော့သူတို့ကမျှော်လင့်နေဒါပေမဲ့လည်းနိုင်ငံတကာကမထောက်ခံတော့ပေါ်လာနိုင်ကြတော့နည်းတယ်ပေါ့နော်ဒါအပြည့်ကတော့ဘယ်သူမှထောက်ခံမှာမဟုတ်ဘူးအဲ့တော့ဒီငញ្ញရေးဆွေးနွေးပွဲတွေလုပ်လဲလက်ခံမှာမဟုတ်တော့သူတို့အနေနဲ့ဒါအညာဒေတာဘက်တွေဒီငញ្ញရေးဆွေးနွေးပွဲမှာလက်မခံတဲ့ဒေတာဘက်တွေကိုတော့ပို့ပြီးတော့ထိထိရောက်နဲ့ရာဇဝမှုတွေကျူးလွန်နိုင်မယ်လို့တော့ကျွန်တော်တို့တော့ထင်နေဗျโอเคပါကျွန်တော်တို့ကတော့ဒါလက်ရှိပေါ့နော်ဒီလက်ရှိဒီအချိန်မှာဆိုရင်ကျွန်တော်တို့တပိတ်တွေကိုဒါဝေဖန်နဲ့တိုက်ခတ်ရတယ်အများကြီးပဲရှိရပေါ့နော်ဒီတပိတ်တွေကမလိုအပ်တော့ဘူးပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီစစ်မှန်တဲ့ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်ဖို့ဆိုရင်ဒီလက်နက်ဆွဲကင်ဒေါ်လာရေးပေါ့နော်ဒီလက်နက်ကင်ဒေါ်လာတစ်ခုတည်းတော့မရဘူးတည်ကြတယ်ဘာဖြစ်လို့လဲဆိုတော့ဒီလက်နက်ကင်ဒေါ်လာရေးအလွန်ကျွန်တော်တို့ငြိမ်းချမ်းရေးတည်ဆောက်တဲ့အခါမှာလည်းဒီလက်နက်ကိုလက်နက်ချင်းဖြည့်ရှင်းနေမယ်ဆိုကျွန်တော်တို့နိုင်ငံပြည်ပခါတွေကြားထဲမှာပဲရှိနေလိမ့်မယ်ကျွန်တော်တို့လူထုမပါဘဲနဲ့ဒီလူထုကဒီမိုကရေစီကိုတေချာသိရှိနားလည်မှုမရှိဘဲနဲ့ကျွန်တော်တို့တည်ဆောက်လို့မရအောင်အဲ့တော့ကျွန်တော်တို့ဒီလူထုလှုပ်ရှားမှုတွေဒီကြီးမားတဲ့ပြောင်းလဲတွေဖြစ်ချင်ရင်ပေါ့နော်ဒီလူထုအပြောင်းလဲတွေဖြစ်ချင်ရင်ကျွန်တော်နိုင်ငံရဲ့စနစ်တစ်ခုကိုလုံးပြောင်းလဲချင်တော့ကျွန်တော်တို့ဒီလူထုလှုပ်ရှားမှုတွေလူထုပါဝင်မှုတွေမှာပဲရလိမ့်မယ်အဲ့လိုမှမဟုတ်ပဲကျွန်တော်တို့ဒီလက်နက်ကင်လမ်းစဉ်တစ်ခုတည်းနဲ့ပဲသွားမယ်ဆိုရင်ဒီအလွန်မှာပေါ့နော်ကျွန်တော်တို့ဒီလက်ကင်လမ်းစဉ်တွေအလွန်မှာပြိပခါတွေနဲ့ပဲနိုင်ငံဥတည်ပြီးတော့နိုင်ငံပိုကောင်းမလားပဲနဲ့ဒီပြိပခါတွေကြားမှာပဲလုံးချလဲနေလိမ့်မယ်လို့ကျွန်တော်တို့ထင်တယ်အဲ့တော့ကျွန်တော်တို့အနေနဲ့တော့ဒီအညာအခုတော့လက်ရှိတော့ဒါအညာပြည်သူလူထုကိုစီးယုံနေသူတို့ကိုကျွန်တော်တို့တည်သမျှနိုင်ငံရေးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုဒါမျှဝေပေးဖြစ်တယ်သူတို့အနေနဲ့ပို့ပြီးသိရှိတာလေကျွန်တော်တို့ဒီငញ្ញရေးတည်ဆောက်တဲ့ခါမှာနိုင်ငံကိုပြန်တည်ဆောက်တဲ့ခါမှာပို့ပြီးတော့နိုင်ငံပို့ပြီးတိုးတက်မယ်ပို့ပြီးတော့လည်းဒါငញ្ញရေးတည်ဆောက်ရတာလွယ်မယ်ပို့ပြီးတော့လည်းစစ်မှန်တဲ့ဒီမိုကရေစီလမ်းကြောင်းပေါ်ကိုရောက်နိုင်မယ်လို့ထင်တယ်ပေါ့နော်အဲ့တော့ကြောင့်ကျွန်တော်တို့ကအခုချိန်ထိဒါလူထုတပိတ်တိုက်ပွဲတွေဒီလူထုနဲ့ထိထိဆက်ဆံတာတွေကိုအခုချိန်ထိဆွဲကပ်ပြီးလှုပ်ဆောင်နေတာဖြစ်ပါတယ်
ဟုတ်ဒီဘုံတို့ဖြစ်စင်မှာဆိုရင်လည်းဒါရန်သူကလေကြောင်းတိုက်ခိုက်ခံရတော့ရသားပြည်သူတွေရောအများကြီးတည်ဆုံနေရတယ်ပေါ့နော်အလားတူကျွန်တော်တို့ဘက်တွေမှာတော့အလားတူဖြစ်စင်မျိုးတော့မဖြစ်ဘူးဒါပေမဲ့ကျွန်တော်တို့တပိတ်စုရက်တစ်ခုလုံးလိုက်တယ်တပိတ်ထွက်ဖို့ပေါ့နော်ကျွန်တော်ဒီဒါလေကြောင်းအနေလေကြောင်းအနေနဲ့ကာကွယ်ရေးတွေပါလုပ်ဖို့ဆိုရင်တော့ကျွန်တော်လေကြောင်းကြောက်တာနဲ့တပွဲတော့မနေစဉ်းစားပြီးလုပ်ရတယ်။အဲ့လိုအနေထားမျိုးတွေပေါ့ဗျာ။ဆိုတော့ကျွန်တော်တို့ကဥပမာဒါတပိတ်ပွဲတစ်ခုလုပ်မယ်ဒီဥပမာကျွန်တော်တို့လုံးမဲ့အချိန်နဲ့ကျွန်တော်တို့လုံးမဲ့နေရာကိုလူစုထားတယ်ဒါပေမဲ့အဲ့လုံးမဲ့အချိန်မှာပဲလေကြောင်းတစ်ခုခုပေါ့ဗျာဒီချက်ပိုက်တာပဲဖြစ်စေရန်သူလေတစ်ခုလေကြောင်းတစ်ခုပေါ့ပါရာမော်တာပဲဖြစ်စေတစ်ခုဖြတ်သွားပြီဆိုကျွန်တော်တို့ဝေယုံ3ကားနဲ့ပေါ့နော်ပွဲဖြတ်ပြီးတော့ပြေးရတာတွေပါကျွန်တော်တို့ကြုံခဲ့ဖူးတယ်ပေါ့နော်အဲ့လိုမျိုးဖြစ်စင်နေရတော့ဒီညာပြည်သူလူထုကတော့အများကြီးကြုံရတယ်ပြီးတော့ကြောက်လဲကြောက်နေကြတော့မယ်ပေါ့နော်ဟုတ်ကဲ့ကျူးလွန်တဲ့သူတွေဘာပြောချင်လဲဆိုတော့ဒါကတော့ဒါသူတို့ရဲ့လူသားမဆန်ဘူးပေါ့ဗျာနော်ဒါကျွန်တော်တို့ရဲ့ပြည်သူတွေဒီသူတို့လိုချင်တဲ့အရာကိုဒါဆန္ဒထုတ်ဖော်နေတာဖြစ်တယ်သူတို့ဒါအကြမ်းဖက်နေရလဲမဟုတ်ဘူးပေါ့နော်အကြမ်းဖက်တိုက်ခိုက်နေရလဲမဟုတ်ဘူးအဲတော့ဒါတွေကိုပါသူတို့ကကြတော့ပြစ်မှတ်ထားပြီးတော့ဒါတက်ဖြတ်တယ်တိုက်ခိုက်တယ်ပေါ့ဗျာနော်အဲတော့ဒီရာဇဝမှုတွေအတွက်သူတို့တစ်ချိန်ချိန်မှာတော့ပြန်ပေးဆက်ရပါလိမ့်မယ်ဘာဖြစ်လို့လဲဆိုတော့ဒါအပြစ်မဲ့တဲ့ပြည်သူတွေသူတို့ကိုအကြမ်းဖက်တိုက်ခိုက်နေရလဲမဟုတ်ဘဲနဲ့လှုပ်တဲ့အတွက်တော့လှုပ်တဲ့အတွက်ပေါ့လေသူတို့အနေနဲ့တော့ဒါအထိုက်တဲ့ပြစ်မှုဥပဒေတွေအရအရေးယူခံရမယ်လို့တော့ကျွန်တော်ပြောချင်တယ်ဗျဟုတ်ကျွန်တော်တို့အညာပြည်သူလူထုကတော့ရှင်းပါတယ်ဒီဒေါ်လာရေးနဲ့ပတ်သက်ပြီးတော့ဆိုတာထက်ပေါ့နော်အခြားသောဒါနိုင်ငံရေးအခြားပါညာတွေမပါဘူးသူတို့ဒါအရင်လိုလွတ်လပ်လပ်နဲ့ပြန်နေခြင်းနဲ့ဒီစစ်အာဏာရှင်မကြိုက်ဘူးဒါတော်လန်နေကြတယ်ပေါ့နော်ဒါပေမဲ့အခက်အခဲတွေကတော့ဒီကာလမှာဒီစစ်အာဏာရှင်အုပ်ချုပ်တဲ့9နှစ်တည်းမှာအညာပြည်သူတွေအခက်အခဲကတော့အများကြီးပဲရင်ဆိုင်ကြရတယ်မီးရှို့ခံရတာတွေဒါအတရားဓမ္မစစ်ကြောင်းထိုးလာရင်တက်ပြက်ခံရတာတွေရှိတယ်ပေါ့နော်အဲ့လိုအကျက်တဲ့အခက်အခဲတွေကြားထဲကနေပြီးတော့အညာပြည်သူလူထုကတော့အခုချိန်ထိဒီဒေါ်လာရေးကိုရုံကြီးကြီးနဲ့ရှိနေတော့မယ်ဒီစစ်အာဏာရှင်ကိုအခုချိန်ထိလုံးဝမကြိုက်ကြဘူးပေါ့ဗျာနော်စစ်အာဏာရှင်အခုချိန်ထိသူတို့တော်ရရနီးမြတ်ပေါ့နော်ဒေါ်လာနေကြတော့မယ်ဒီဘက်ကဒေါ်လာရေးဖွဲ့တွေကိုထောက်ပံ့တာတွေပဲဖြစ်စေဒီကျွန်တော်တို့ ਨੇ တပိတ်စစ်ကြောင်းပူးပေါင်းတာတွေပဲဖြစ်စေပေါ့နော်တက်နိုင်တဲ့နီးလန်းတော့ပြည်သူလူထုတက်နိုင်တဲ့နီးလန်းအနေနဲ့ဘယ်လောက်ပဲခက်ခဲပါသေးပြည်သူလူထုကတော့အခုချိန်ထိဒါဒေါ်လာရေးဘက်မှာအားကောင်းကောင်းနဲ့ရှိနေသေးပါပဲဒါကိုတော့ကျွန်တော်တို့အားလုံးတီးကြရဲလက်ခံရမယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့အညာဘက်မှာဒါလက်ရှိအခင်းချင်းတွေကပြည်သူလူထုကတော့အားကောင်းကောင်းနဲ့ကိုရှိနေတော့မှာပဲဟုတ်စစ်ကောင်စီရထွက်ပေါက်ကြီးသူတို့ဒီဒါဒီနီလန်းနဲ့ပေါ့နော်ထွက်ပေါက်ရှာပြီးတော့ကျွန်တော်တို့ဆက်လက်ပြီးတော့ဒီနိုင်ငံကိုဖျက်ဆီးခြင်းနဲ့အုပ်ချုပ်ခြင်းနဲ့ပေါ့ဗျာအဲ့တော့ကျွန်တော်မိဘပြည်သူတွေကကျွန်တော်တို့ဆောနာပြောခဲ့သလိုပဲဒီထောင်ချောင်ကြီးတွေကိုမပါကြပါနဲ့မတက်နိုင်လို့ကျွန်တော်တို့ကိုယ့်ရဲ့စောင်းနေရမျိုးပြမှာနေပြီးတော့ဒါမဲပေးရမယ်ဘာညာဖြစ်ခဲ့တယ်လေကျွန်တော်ဆောနာပြောခဲ့သလိုရုပ်ဘွယ်အလွန်မှာကျွန်တော်တို့ဒီဒါကိုယ့်ရဲ့မိမိရဲ့ဆန္ဒမပါဘဲနဲ့ပေးခဲ့ရတဲ့မဲတွေဖြစ်တယ်ဒါတွေဒီရန်သူကအတင်းအဓမ္မဒါလုတ်စိတ်ခိုင်းမှုကြောင့်သာပေးခဲ့ရတယ်ဆိုတော့စကားအတန်တွေကိုကျွန်တော်တို့ပြန်ပြောပေးပါပေါ့နော်အဲဒီလိုမျိုးလှုပ်ရှားမှုတွေနဲ့ကျွန်တော်တို့ပြန်ထောက်ကူပေးမယ်ဆိုရင်ဒါကဘာတဝမ်းလုံးကနေပြီးတော့ဒါသူတို့ဖြစ်စေခြင်းတဲ့အတိုင်းမဟုတ်ဘဲနဲ့ဒါသူတို့အတင်းအဓမ္မပေးခံရလို့ပေးပါတယ်ဆိုတဲ့သဘောမျိုးတက်ရောက်ရင်သူတို့အတွက်ဒါမကောင်းတဲ့အရာပေါ့နော်သူတို့ရဲ့ရုပ်ဘွယ်ကိုဒါတနည်းလက်လက်နဲ့ကျွန်တော်တို့စန့်ကျင်တာပါပဲဟုတ်ကဲ့အဲ့ဒါပဲဖြစ်ဆက်ပြီးပြောချင်ပါတယ်